Hello အခုဘုကဒီမှာရုံခက်အထက်တွေထဲရပါတော့တစ်ချက်ပြပြီးမယ်အလေးဆိုရင်ဘတို့သုံးသက်လုံးလို့ပြောရဟာတစ်ချက်ရှင်းပြချင်လို့ဒါလေးဆိုရင်ဘတို့ပုံမှန်တောက်အချင်းစီကို3,200နဲ့ရောင်းပေးရဆိုရဟာပေါ့နော်ဒါကြောင့်မိုးပြရောင်ကိုအဖြူလေးခက်ပေးထားတာလေတချို့ကတော့ဒီလိုဘေးမိတ်ပေါ့နော်ပါတာမကြိုက်တဲ့သူတွေအတွက်ဒီလိုခတ်ခိုင်းလို့ဒီလိုလဲခက်ပေးရပေါ့နော်ဒီလိုဘေးမိတ်ပါတာနဲ့ဒီလိုဘေးမိတ်မပါတာကျတော့ဈေးကတော့အတူတူပဲ1 set တောက်ချင်းစီကို3,200နဲ့ရတယ်ဒီလိုဘေးမိတ်မပါပဲနဲ့လဲရတယ်လို့ဒီလိုဘေးမိတ်အပါလေးနဲ့လဲဈေးကတော့ဈေးတန်းကတော့အတူတူပဲပေါ့နော်တောက်ချင်းစီကို3,200နဲ့ရတယ်ကလလိုင်းကကျတော့ဒီမိုးပြမှမဟုတ်ပါဘူးเนาะအနက်ခံပေါ်မှာခတ်ပြီးလို့ရတဲ့မှန်တယ်မြောက်အခုဒါတဲကွဲအောင်လို့ဒီနှစ်ခုပဲတစ်ချက်ပြပေးရဒီလိုဘေးမိတ်မပါတာနဲ့လဲတချို့ကကြိုက်လို့ဒီလိုခတ်ခိုင်းကြတယ်တချို့ကတော့ဘေးမိတ်ပါတာအပြည့်စုံပါတာကြိုက်တယ်ဆိုရင်ဒီလိုဘေးမိတ်နဲ့အောက်နာတော့မပါဘူးเนาะဒီ3နာဒီ3သက်လုံးကကျတော့သူကကျတော့ဒီလိုလေးပေါ့နော်တချို့တွေကတော့ဒီလိုဘေးမိတ်အပါနဲ့ကြိုက်တယ်တချို့တွေကတော့ဒီလိုဘေးမိတ်ပါတာမကြိုက်ဘဲနဲ့ဒီလိုအပြည့်ခတ်ပြီးကြိုက်တယ်ဆိုရဲသူတွေအတွက်ကြိုက်တယ်လို့မာလို့ရရည်ဈေးတန်ကတော့အတူတူပဲ1 set 3သက်လုံး1 set တောက်ချင်းစီကို3,200နဲ့ရောင်းပေးရပေါ့နော်အဲ့လိုပဲကိုယ့်1 set မကြိုက်ဘူးကွင်းပဲလိုချင်တယ်ဆိုရင် customize မာလို့ရတယ်ဒီလိုဘေးမိတ်မပါဘဲနဲ့လဲကွင်းမာလို့ရတယ်ဒီလိုဘေးမိတ်ပါပြီးကွင်းမာလို့ရတယ်ဈေးကတော့အတူတူပဲကွင်းမာမယ်ဆိုရင်ဒီထက်ကပဲမာဒီလိုပုံစံထက်ကပဲမာကွင်းမာမယ်ဆိုရင်3,200တန်က3,000အတိနေရမယ်အဲ့ဒါတော့ကွင်းပေါ့နော်1 set ဆိုရင်ကတော့ပုံမှန်ဈေးဒါပဲဒါပဲ3,200နေရတယ်ဒါကတော့ရုံမှာခက်တဲ့အထည်ထက်က3 သက်လုံးကိုပြပေးရပါတော့တစ်ချက်ရှင်းကြပြရပြီးကြလို့ရှိရင်ဒီမှာဒါလေးဆိုရင်အလဲလိမ့်ဆန်ခွဲမှာဂျိတ်အောက်နာလေးမှာချစ်သူဝေဂျိတ်လေးရောပြီးတော့ခတ်ပေးထားတဲ့ဟာလေးဒါဆိုရင်အနက်ခံပုံမှာအနီလေးခတ်ပေးထားတာဝိုင်နီလေးပေါ့နော်အဲ့ဒါကိုမှဒီကလာလိုင်းကတော့ဒီခရမ်းနဲ့ပေးတာဖြော်လာတွေ့တဲ့အတိုင်းပဲကွာဒီကလာနှစ်ကလာပဲတုံးပြီးတော့လုပ်ပေးထားတယ်ဒါဆိုရင်လေတပတ်ပါ1 set အုပ်နှစ်တရာကိုမှချပူနဲ့ခတ်ပေးထားတဲ့ဟာဒါကိုဆိုရင်2 သိန်းခွဲနဲ့ရောင်းပေးရဲ့ဟာပေါ့နော်ဆိုတော့ကိုကတကယ်လို့ကိုယ့်ကွင်းပဲကြိုက်တယ်တပတ်ကောအင်ဂျီစာကောမကြိုက်ဘူးဆိုရင်2 သိန်းခွဲတန်ကဒါ21နဲ့ရမယ်ပေါ့နော်4,000တက်တာမယ်ဒီပုံစံထဲရပါတော့ကိုကကွင်းပဲကြိုက်တယ်ဆိုရင်တပတ်အပါကို1 set မကြိုက်ပဲနဲ့ပေါ့နော်ဒီအင်ဂျီစာကိုဖြုတ်လိုက်မယ်ကွင်းပဲလိုချင်တယ်မရဘူးလားဆိုရင်2 သိန်းခွဲတန်က2,100နဲ့ရတယ်ပုံမှန်ကတော့2 သိန်းခွဲပေါ့နော်တပတ်အပါ1 set